နေအောင်ဓာတ်ပုံရတော့ဘလို့စားကျဲတဲ့စက်ကိုရိုက်တော်ပြီမစားမလို့ပါဘူးပြောဟုတ်ကောင်းလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ချောင်းခါတယ်စီစဉ်ထားလိုက်ပုံကလက်ချောင်းခါတော့ပါတယ်တို့အလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ချောင်းခါတယ်စီစဉ်ထားလိုက်ပုံကလက်ချောင်းခါတော့ပါတယ်လူဟာပြိုင်ဆန်းရှာပဲကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ပြခါတယ်စီစဉ်ထားပုံကလက်ပြခါလောက်ပါတယ်ဟောဒီလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ပြခါတယ်စီစဉ်ထားလိုက်ပုံကလက်ပြခါလောက်ပါတယ်မနဲ့ဆိုတယ်တမုံနာတမယတရားစိတ်ရောင်စုံကြောစရာမရှိတဲ့ဝတ်သားချက်သားတင်းတင်းတင်းစိတ်ရနေတွေ့နှခမ်းမစီရရဲ့အောင်စားစင်ကိုအပေါ်မပြောမပူပါနဲ့ပြိုင်ဆန်းရှာ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 ဒီအလူဟာပြိုင်ဆန်းရှာဝဲကွယ်ကျူလာမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းဟာနေဝဲတေးလေးမတက်ခဲ့ဘာမင်းချီပဲအလူမကြီးကတနာတရားလေးတွေအကောင်းနေစီလေးကောင်းရလက်ဖက်ပွဲနေရှင်တွေကြလေမပြတ်အောင်တဲ့ယူကျင်တာယူစားချင်တယ်လို့စားသဘောချိုင်မနာခံဟောတိုက်ကျွေးလိုက်မည်အပူမပြောပူပါနဲ့ကြိုင်ဆန်းရှာ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 ဒီအလူဟာကြိုင်ဆန်းရှာပဲကွယ်ကျူလာမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းဟာအဝဲတေးလေးမတက်ခဲ့ဘာမင်းချီပဲအလူမကြီးကတရားတရားလေးတွေအကောင်းနေစီလေးကောင်းရလက်ဖက်ပွဲနေရှင်တွေကြလဲမပြတ်အောင်တဲ့ယူကျင်တာယူစားချင်တယ်စားသဘောချိုင်မနာခံဟောတိုက်ကျွေးလိုက်မည်အပူမပြောမပူပါနဲ့ကြိုင်ဆန်းရှာကြိုင်ဆန်းရှာကြိုင်ဆန်း
ရှာပြိုင်ဆန်ရှာဒီအလူဟာပြိုင်ဆန်ရှာပဲကွယ်ဒီအလူဟာပြိုင်ဆန်ရှာပဲကွယ်ဒီအလူဟာပြိုင်ဆန်ရှာပဲကွယ်